ဘာကြီးအောင်ကြီးတန်းဆန်းဒါပဲရမယ်ဆိုပြီးတော့ဗုဒ္ဓနိုင်ထုတ်ပြတယ်ဒီဟက်စလုံးလောက်ပါကွာနော်ကိုကောက်မဟုတ်တော့ပေါက်စီကျင်တာတဲ့မှာသူများလည်းကကျွန်တော်ကောက်မဟုတ်ကောက်ကကျေးဇူးပါဗျာ only me ဟေ့အောင် Nice ကဲ you see 30တဲ့ပေါက်မှာတော့ဘာမှမဘူးနဲ့ဘန်းဟာကဲ3ချိန်ရွှေရောင်လေးလင်းလာလိုက်ပဲရွှေရောင်လေးမလင်းပါဘူးဟုတ်တယ်ကျန်တော့10ချိန်နဲ့နှစ်ခါUC 10လုံး discount နဲ့1 draw က10ချိန်သွားလိုက်မယ်နော်ဒီမှာဝယ်3ချိန်နော်1 draw 3ချိန်ရှိပါပြီ那没演的光，1 2 3，几个没 ？OK 边没？爆嘛喏！还吃了啊？emo 呗，没得 emo 呀哇，喏没得 emo，OK 边啥来喏？1 2 3喏嘛没得 emo， 拿来个需要呢。မသိဘူးစပေးနေပြီဆေးဘူးโอเคဘယ်နှချိန်ရှိရ5ချိန်လား1 2 3ဟိုဘဲတွေလာမကြည့်လားမနော်ဟိုဘဲကိုဖြိုးကိုဟောဆေးဘူး9ချိန်လောက်တော့ရှိပါပြီမေ1 21 2 3กว่าမှာလောက်လိုက်တော့ရွှေရောင်လေးလင်းလိုက်ရောနော်ဟာချလောင်းဟာ80ပေါ့ကျင်း80 point 80ရောက်ယူလေးပဲသွားလိုက်ကဲကြီးကမ်းပဲဘောင်းမီချုပ်ဖောက်နှုတ်ဝေးဟာချလောင်းโอเคဒါစက်ရည်သွားမယ်နော်6နဲ့သွားတော့ကဲစပြီနော်တိုင်းတော့သွားမယ်1 2မဟအိစုစိတ်ရစကွေးဖြတ်တော့မှာသွားရွှေရောင်ကြီးလင်းသွားပြီဗျာဘာပါလိုက်မလို့စမ်းဘယ်တော့โอเคဗျာစကောက်တော့လက်โอเคဟုတ်တယ်ဗျာစေးဘူးတယ်မနိုတော့ရဲ့ဟတင်းတစ်ခုရရတယ်โอเคရောမစိုးသေးဘူးလာမလောက်ကတန်လေးရဒီချိန်လာမယ်နော်1 2 3ရွှေရောင်လေးအလင်းတယ်ရွှေရောင်ပဲအိုးဟုတ်လားဟောအိုးလေထီပေါ့လေထီကပေါက်ပြီးသား glider ပေါက်ပြီးသားတော့ဒီကောင် grid လာမသိအာဘေးတက်လာဗောဒီမှာအိစုတင်တဲ့ဂျန်တော့ပါတယ်ဟာဒီဂျန်ဈေးကြီးရယ်600 1 2 3အဝဘေးဖောက်ဟာရွှေရောင်ပဲတဲ့ဖောက်တိုင်းလင်းလာတော့အဲ့လိုမျိုးဖောက်အဲ့ဒါတကယ်ကောင်းလားဟောအိစုလာလို့ကွာရောင်ကြီးကြံသေးတယ်မပြီးသေးဘူးဂလိုက်တာထပ်ပေါက်တော့ဟော4 ကွိုင်မတက်ဖောက်တဲ့ခောက်တိုင်းမှာနော်ရွှေရောက်လင်းရတဲ့အဲ့လိုမျိုးလေးဖောက်ကဲနောက်ထပ်10ချိန်နော်1 2 3ဒီကတော့အိတ်စုပဲတေချာဝိုင်းလင်းသေးတယ်မှာရွှေရောင်မဲ့နော်ဝင်းနေတာပဲနော်ဟာဘာကြီးလင်းသွားတော့နင်းဟာကြီးကနင်းဟာဆေးဘူး4ဘူး5ဘူးတစ်ခါတော့စကစ်ကြည့်လိုက်မယ်နော်ယူစီကနည်းနည်းပဲကြံတော့တယ်ရပါသေးကွာဝိုင်းစုတောင်းပေးလိုက်ပါနော်လင်းတာလင်းသွားတယ်တစ်ခါတော့စကစ်ကြည့်လိုက်မယ်နော်1 2ဟော material တစ်ချောင်းမိုနိုတော့ဟောဟိအောင်ဟို10စားမမြောက်ဘူးကွာ10စားလောက်မြောက်တယ်ကွာမင်းဟာကြီး50လောက်ရမှာမစိုးဖောက်တဲ့ခောက်တိုင်းမှာတန်းရတယ်ကွာသူကလည်းမစိုးနော်နောက်တစ်ခါဆိုပေါက်ပြီးတော့โอเคဗျာ
သိပ်ကျန်တော့လောက်ပါမလားလောက်ပါမယ်ကဲ1တစ်ခေါက်ပဲစကစ်ပါ2 3လောက်ပါဘယ်လောက်ဆူတောင်းပေးပါဒီ UC လေးနဲ့လောက်အောင်နော် border ကောက်ဆိုတော့နော်အားနာကြလင်းနေဗျာအမဒါလေးလင်းလေးမျက်လုံးကြောင်ကျိန်းနေโอ้ยဖောက်တဲ့ခေါက်တဲ့ material ကြီးတိချောင်းပါနာဗျာဘေးကြီးက90ချီနေတော့တိတ်မကောင်းဗျာချီနေတော့တိတ်မကောင်းနော်ချီနေတိတ်မကောင်းပါဘူးပေါက်မှာပါပေါက်မှာပဲဘာမှမဘူးနဲ့1 2ကဲဟတ်ချလောက်ပေးပါဟမ်လင်းလိုက်တော့လင်းနေအိတ်စီထွက်လာလိုက်တော့တားလေး1လန့်လာကွာဟျောမတိမ10စားလောက်မြောက်ကွာโอเคမြောက်30โอเคဗျာမစိုး40တယ်ကွာမတိရခောက်တန်းပါဟျောင်းကြီးချီနေတိတ်မကောင်းတော့ကွာချီနေတိတ်မကောင်းတော့နော်60 60နဲ့တွားလိုက်မှာထားမှာပဲ60နဲ့တွားမှာလူလက်စနဲ့လှူလိုက်တော့ဒီကလှူမယ်နော်မလှူဒါမလှူယူမှာရမယ်ဘာမှ1 2 3ကဲကွာလင်းကွာရမှာယူမှာနော်ကျန်တဲ့ UC နဲ့36ရှိပါတယ်နည်းနည်းပဲလို့တော့အေးစုကဒီမှာတန်းပြည့်ရင်လည်းပေါက်တော့မှာ1 2 3လောက်ဝါရောက်ရွှေရောင်ကြီးလားမလင်းဘူးနော်ရိုးရိုးတန်းရမယ်တစ်ချိန်နဲ့မလင်း38တစ်ခေါက်တော့1 2 3ငါပဲကန်ဆိုးနေရလားကွာနော်ငါပဲကန်ဆိုးနေရလောက်ပါနော်30ကျန်းကုန်လေးရကဲတဲလေးဝိုင်းနှိပ်ခဲ့ပေးပါဦးဗျာဗလာတာတို့နော်ကဲကျန်တဲ့ UC လေးနဲ့ပေါ့ဝိုင်းစုတောက်ပေးပါဦးနော်ဗလာတာတို့390ပဲကျန်တော့ဝါအေးအောင်ကြီးတန်းဆန်းမင်းဒါပဲရမှာဆိုပြီးတော့ဗုဒ္ဓနိုင်ထုတ်ပြတယ်ကဲဟက်ဆလောလောက်ပါကွာနော်ကိုကောက်မဟုတ်တော့ပေါက်စီကျင်တာတဲ့မှာသူများတဲ့ကကျွန်တော်ကောက်မဟုတ်ကောက်ကကျေးဇူးပါဗျာ only me ဟေ့ဘေးရပါကျွန်တော်ပြောတယ်ဘေးဖိရောက်ဖောက်ပေးပါလို့နော်ကွာကောက်ရတယ်လို့ပေးပါမလားမသိဘူးကွာနော်ကျွန်တော်ပြောရဘေးနော်ကျွန်တော်ပြောရပြီလို့ရပြီနော်ကျွန်တော်ပြောရဖောက်ပေးမယ်ဆိုရတယ်လို့နော်ကဲနော်ဘာနေတန်ဝိုင်းဘေးနော်ဘာနေတန်ဝိုင်းအဲ့ဆိုပေါက်ဝိုင်းနော်ဘာနေတန်ဝိုင်းဟုတ်တယ်နော်နောက်တစ်ထည့်ထက်လောက်ထက်ယူမှာပေါက်သွားပြီပဲရဲ့နော်ပေါက်သွားပြီနော်ကျွန်တော်ပေါက်ပြီးရင်ပေါက်တယ်နော်လေးထောင်နဲ့ပေါက်တယ်လို့လားဂလိုက်တာလို့ရင်းနေကွာတော့ပိုတဲ့ UC လေးနဲ့ဂလိုက်တာလေးပေါက်ရနော်ဟုတ်တယ်နော်ပိုတဲ့ UC လေးနဲ့ဂလိုက်တာလေးပေါက်နော်ကဲကွာတန်းဆိုင်ရေးနော်ဂလိုက်တာလေးပေးပါနော်ဂလိုက်တာလေးလိုချင်တယ်နော်โอเคပေါက်မှာဝမ်းသာတယ်ကွာတဲ့မင်းကောက်မဟုတ်လို့လေဟာဒီပဲမိုက်ရိုက်တာကွာအဲ့လိုက်ကြဝမ်းသာတယ်ကွာမင်းကောက်မဟုတ်လို့လေအိုးဒီပဲကွာမိုက်ရိုက်အဲ့လိုက်ကြမပြောတော့1 2 3ကွာရော့ဒီမိုက်ရိုက်နေကွာအဲ့လိုက်ကြရွှေရောင်လေးအိုးဟောလန့်นะကွာ10စားမမြောက်တခါပဲမြောက်သေးတယ်ကွာအမြောက်10ကဒိတ်ထပ်ဖောက်ပေးမယ်နော်ထပ်ဖောက်လိုက်မယ်နော်2 3နော်လောက်စမ်းပါကွာလောက်စမ်းပါဂလိုက်တာပဲလုပ်ချင်တယ်လို့ဂလိုက်တာလေးထပ်ပေးပါနော်ဟို1 2 3ကွာရော့အမခါချလောက်ရွှေရောင်လေးလား
အာဟာရုံဒီဆယ်ချိန်နဲ့လက်ဖောက်တော့ကွာတဲ့မှာအခောက်တိုင်းရွှေရောင်ပေါက်တယ်တဲ့ရွှေရောင်လင်းတယ်ကျေးဇူးပါဗျာဗရာဒါဆိုးလေးလာပါအာ follow လုပ်ခဲ့ပြီကျေးဇူးပါဗျာတွေ့တယ်ဟာဘာတွေ့တာမလဲ60ပဲကြံတော့နော်1 2အဲ့လိုလေးဖောက်ဆယ်ချိန်ဖောက်နေအဲ့လိုလေးဖောက်ကျေးဇူးပါဗျာဗရာဒါ follow လေးတဲလေးလုပ်ခဲ့ပြီအာဆယ်ချိန်ကွာမြောက်30ဆိုရင်150ရကဲဘာနေနေဗျာဘေးကန်ကောင်းပါလေနော်ဒီလောက်နဲ့ရကဲလိတ်ကလေးချီတိုဟမ်မကြီးရွက်နဲ့ကြိုယုံလိုက်တယ်โอเคပဲယုံဗျာဒီစီတွေဝေလို့ဖိတ်ဟမ်ဖြီလို့မှလိတ်ဆိုဟမ်ကဲလင်းလိုက်တော့ရွှေရောင်လေးတေးကြတယ်ရွှေရောင်ပဲဟုတ်တယ်ဗျာဝင်းနေတာပဲစောဒီမှာပဲဖောက်ဟာရောင်ရေးဟုတ်ပါဘူးကွာအေးစုထပ်ပေါက်တော့လို့အာဒါကြီးမပေးနေတော့လေကွာနော်အေးစုထပ်ပေါက်သွားလာလို့ကွာလန့်ဟာဒီကွာကြီးကိန်းလားလို့ကွာငါလာကွီမဲကြီးဆိုတော့တစ်ချိန်ပဲသွားတော့ဒီမှာတစ်ချိန်ဖြစ်နေ1 2 3ဒီကွာလန့်ကွာကြီးကဲမဲ့ဖောက်အားဆိုပြီးရောဗျာကြီးကဲမဲ့ဖောက်နော်ဟုတ်ဗျာကျွန်တော်ကဒီဘက်မှာဆိုရင်ဗျဒီဘက်ကလည်းမလောက်တော့ကြီးကဲမဲ့ထပ်ဖောက်မယ်နော်ကဲ1 2 3ကောင်မဘက်ဖောက်ကောင်မဘက်ကဖောက်တယ်ရွှေရောင်ကြီးမှလင်းနေတာပဲနော်ဟောင်းအဲ့ခေါင်းမပေးတယ်နှစ်ခေါင်းနေတခုမှလည်း10ချိန်မမြောက်နော်9ချိန်2ချိန်ဟောဒီမှာဒီတစ်ခေါက်မှာတော့အေးစုတစ်ခုရတယ်နော်အေးစုရ6ရနေပဲသွားလိုက်မယ်နော်အဲ့ဒါကနေသူကတက်မှာပဲ1 2 3ဟိုဓာကြီးပဲကွာပေးနေဂန်းပေါက်လိုက်နော်ရွှေရောင်ပဲလင်းတယ်နော်တော်တော်ကြီးလင်းသွားတာမိတ်ဝေးစီဘာကြီးပေးနေတာတော့အဲ့ဟောရေဂန်းပေါက်သွားပြီနော်လေ Nice ဂန်းပေါက်သွားပြီနော်ဒီဂန်းစကင်သိမ့်မကြောက်နော်အဲ့ဘက်ကားတဲ့ဖောက်တော့မပေါက်ဘူးတဲ့ပေါက်နေတယ်ပေါက်နေပြီနော်ပေးနေပြီနော်ဂန်းမပေါက်သွားပြီနောက်တော့ကြံသေးရဲ့အောက်မှာနှစ်တန်းဩဟေ့အောင်ကြီးဟိုဂလိုက်တာနဲ့ဘက်နဲ့လိုချင်တာနော်ဟုတ်ပြီနော်ဒါယူလို့ရပြီနော်ဒါဒီလိုနှိမ့်ယူလိုက်ဘာကြီးပေါက်တော့ဟိုဘက်အိတ်စုကြီးပေါက်တာကြီးကမ်းမပေးဘူးကြီးကမ်းကိုငါဆိုတန်ပါပဲနေโอเคနောက်တဲ့မယူနဲ့လေတဲ့ဟုတ်ဘူးလေဗျာယူလိုက်ပြီလေဘာလို့ဒီစီဘယ်လောက်ကုန်လဲတဲ့အခုတိထည့်တာတဲ့8000 1000ဝန်းကျင်လောက်ရှိတော့ပြီသူတို့ထည့်နေဘာလို့တော့မယူခိုင်းတာဗျာတဲ့အလူတော်ကြီးအောင်တော့ဟေးမလှူငါတော့ယူနေရမလှူကဲကွာရ200ကျော်ပဲရှိသေးတယ်အိစုပြန်ပေါက်မှမိုက်မှာနော်မိုက်ရရောအဲ့လိုကြာလုံတော့ပါနော်တခွန်းပဲနော်လင်းလိုက်တော့လင်းနေအိစုပြန်ပေါက်မှတန်ဟာဟေးဘယ်ဘက်လဲရပါရောဂလိုက်တာပဲကြံတော့တန်လိုက်တန်ကြံဘယ်ဘက်ပါလာလိုက်ဟောအဲ့ဂလိုက်တာရွေးပေးနေတယ်ဘယ်ရပါပြီနော်တခုပဲကြံတော့နော်ဘယ်ဘက်ရလဲရပါပြီဂလိုက်တာလိုချင်တာနော်โอเคနော်1 2ဂလိုက်တာရဲ့အိတ်စုရဲ့ပြန်ပေါက်လိုက်ပါအဲ့ဒါဆိုရင်ဟိုအိတ်စု level တင်လို့ရပါတယ်နော်ရွှေအောင်အိုးလင်းနေတာပဲရောင်ဘာကြီးတော့အဲ့ဒါကြီးကဟိုဒီအတန်ကြီးကတော်တော်များနေဟုတ်တယ်ဗျာ10ချိန်160ရောင်အေးဘေးအဲ့ဒါရမိုက်ရော10ချိန်နဲ့400ကျော်သွားပြီ400ကျော်သွားပြီဘေးလောက်သွားပြီအိတ်စု level 2တင်မယ်ဒီတစ်ခေါက်မှာဘေးဟဲ့ရင်ပေါက်လိုက်ဗျာ
ဂလိုက်ဒါရဲ့အိတ်စုရဲ့ပြန်ပေးကွာနော်တန်းဆန်ရေးလောက်ပါနော်ဒီဘဲယူတနာလို့ပါဗျာနော်โอเคဟာချက်လောက်စကားလို့ရတယ်တဲ့အဲ့ဒါတော့ဟုတ်တယ်နင်းမလင်းဘူးတိတ်မလင်းမိုနိုတော့ဟိုမြောက်ဆဲခြင်းဆိုပြီးနေပြီရော6 ကုတ်โอเค6 ကုတ်လည်းရပါတယ်နော်မစ္စတာဂျွန်လားတဲ့ဂိမ်းလင်းကမဟုတ်ဗျာဒါကြီးမဟုတ်တယ်မစ္စတာဂျွန်ဂိမ်းလင်းကဟိုဒါမြားကောက်ပြီဗျာဟိုကျွန်တော်ပေါ်တာကောက်ဖောက်ပေးတယ်နော်ကျွန်တော်ကျန်တဲ့ UC ထပ်ဖောက်လိုက်မယ်နော်ဟုတ်တယ်ဗျာ60နဲ့ဖောက်တော့ဟုတ်တယ်60နဲ့ဖောက်နော်ဘာနေတန်ဝိုက်ဒီပဲတော်တော်တန်နော်တော်တော်ရရတယ်1 2 3တစ်ချိန်1 draw သွားရင်ပိုတဲ့ UC ယူတော့ပိုတဲ့ UC တော့ဟောဒီနေ့မှရအောင်မလားမသိဘူး UC ထက်ရောမတီးရတစ်ချောင်းနှစ်ချောင်းနော် UC မပေးတော့နော်ဒီပဲ6600ပဲထည့်ရသေးတာရော6600နော်6600 6600ပဲအဲ့ဒါအိတ်စုလည်းရတယ်ဘက်ဘက်ရတယ်အိတ်စုနှစ်ထည်လုံးရတယ်ဗောအိတ်စုနှစ်ထည်ဘက်ဘက်ရ6600ပဲအဲ့ဒါအိတ်စုလည်းရတယ်ဘက်ဘက်ရတယ်အိတ်စုနှစ်ထည်လုံးရတယ်ဗောအိတ်စုနှစ်ထည်ဘက်ဘက်ရခန်းရတော်တော်များတယ်